အောင်၌အချိန်တွေဟာပြောင်းလဲခိုက်လူတွေဟာဝေခွာလာသိဆုံးနေစတီဒီယိုတချင်းများကပါဆိုတာသိရလားစုံနေတာတရုတ်ပြတဲ့တငယ်ချင်းရဲ့ဟောခိကရှိကရတနာဘုံမန္တလာမြစ်မကြီးအောင်တို့သည်ခေတချင်းတဲ့သူကြည်တော်လာသူတချင်းဝေဖန်ကြတာမှမိသေးရုံမငိမ့်ရွှေတိုင်းညွန့်ကျွန်တော်တို့လူတွေဟာတမျိုးပဲပြုတ်ကိုယ်တန်ရပြောကြလို့မှန်တာကိုမှားကြတဲ့စွန့်ညင်းနေဟာမထူးဆန်းဘူးပြောရှင်ရနေပန်းပဲစတီဒီယိုဟာခစ်တခိရဲ့ဂီတပါကျွန်တော်တခုပြောချင်ပါတယ်မကြည့်အောင်လို့မျိုးမကြီးဖြစ်တုန်းကလည်းသူတို့စတိုင်နဲ့သူတို့လဲပေါ်အပေါင်းတင်းတို့ကျွန်တော်တို့ဖြစ်ကြတော့လေကျွန်တော်တို့စတိုင်နဲ့ကျွန်တော်တို့ဆိုကြရေးကြတီးကြပေါ့လေအခုကျွန်တော်ဆိုတဲ့ဒီချင်းကိုတော့ကျွန်တော်ရဲ့တငယ်ချင်းပုံနကရေးဆက်ပြီးပါတယ်အရင်ဒီချင်းကိုဒီမရှင်အဖွဲ့ကတီးပေးမှုပါတယ်အခုဒီတစ်ခေါက်ဒီချင်းကိုတော့စူပါစတာတီဝိုင်းကတီးပေးပါတယ်အားလုံးကိုကျွန်တော်လေးစားပါတယ်ဟုတ်ခေကရှိကရတနာဘုံမန္တလာမြစ်မကြီးအောင်တို့သည်ခေတချင်းနဲ့သူဖြစ်တော့လာတဲ့ချင်းဝေဖန်ကြတာမှမိသေးလို့မငိမ့်ရွှေတိုင်းညွန့်ဒီကျွန်တော်တို့လူတွေဟာတမျိုးပဲပြုတ်ကိုယ်တန်ရပြောကြလို့မှန်တာကိုမှားကြတဲ့ဇွတ်ညင်းနဲ့ဟာမထူးဆန်းဘူးပြောရှင်ရနေပန်းပဲစီဒီယိုဟာခစ်တခိရဲ့ဂီတပါဟောင်းခဲ့ပြီ